Hello မင်္ဂလာပါကျွန်တော်ပရိုကားမှာဒီလုပ်ငန်းအတွက်ပေါ့နော်လိုအပ်မယ်ထင်တဲ့ဒီ reporting ပိုင်းလေးတွေမှာကျွန်တော်ပြင်ဆင်ပေးထားလေးရှိရပေါ့နော်အဲ့ report လေးကကျွန်တော်တို့ဗာလေးဖြစ်မလဲဆိုလို့ရှိရင်ပထမဦးဆုံး profit and loss report ဒီ profit and loss report မှာဆိုလို့ရှိရင်ဒါအခုလက်ရှိကတော့ဒါပုံမှန်တိုင်းကျွန်တော်တို့မြင်နေရတဲ့ကောင်ပေါ့နော် sale column ရှိမယ်နောက် purchase column ရှိမယ်နောက် expense damage ပေါ့နော်အဲ့ဒီကကျွန်တော် profit and loss ကိုတွက်ပြပေးထားတယ်ဒီနေရာမှာတော့ aware ပေါ့နော်ကျွန်တော်တို့တကယ်ဒီ profit and loss ကိုတွက်တဲ့အချိန်ကြာလို့ရှိရင်လတစ်လရဲ့ကျွန်တော်တို့ရောင်းထားတဲ့ကောင်ဒီဝယ်ထားတဲ့ကောင်ဆိုပြီးတော့မတွက်ဘူးပေါ့နော်ဥပမာရောင်းထားတဲ့ကောင်ရဲ့ဝယ်ရင်းစရိတ်ကဘယ်လောက်လဲဆိုတာသိဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ purchase ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီ cost of sale နဲ့သိဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော်တို့က report မှာဗာလေးတိုးထားပေးလဲဆိုရင်ဒီ show high ကိုနှိပ်ဒီ type ဆိုတဲ့ကောင်လေးမှာကျွန်တော်တို့ကcost of sale ဆိုတဲ့ကောင်လေးကိုရွေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ submit နှိပ်လိုက်လို့ရှိရင်ဒါဆိုကျွန်တော် sale တန်ဖိုးရှိမယ်ပြီးရင်ကျွန်တော်တို့ cost of sale တန်ဖိုးရှိမယ်ပြီးအဲ့ဟာတွေကကျွန်တော်တို့ဒီမှာ profit and loss ရှိမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလမှာရောင်းထားတဲ့ကောင်ရဲ့ cost ကဘယ်လောက်ရှိတယ်ဒါအသုံးစရိတ်မရှိဘူး damage မရှိဘူးဒါဆိုရင်တော့ကျွန်တော်တို့ဒီ profit ကဒီလောက်ကျန်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ profit and loss report မှာဒီပြင်ပေးထားတဲ့ဟာလေးပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာ sale category report sale category report ကကျတော့ကျွန်တော်ဗာလေးထပ်တိုးပေးထားတယ်ဆိုတော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ကဒီ category လိုက်ရောင်းရဘယ်လောက်ရှိလဲပဲဒီမှာကြည့်လို့ရတယ်ပေါ့နော်အခုဒီ report မှာကျွန်တော်ဗာပြင်ဆင်ပေးထားလဲဆိုတော့ category လိုက်ကိုမှကျွန်တော်တို့ကရောင်းရဘယ်လောက်ရှိလဲဆိုတဲ့အပြင်အဲ့ရောင်းထားတဲ့ကောင်တွေရဲ့ကျွန်တော်တို့ဒီ COGS ပေါ့နော် cost of sale ကဘယ်လောက်ရှိလဲအဲ့ဟာကနေမှကျွန်တော်တို့ကဒီမှာgross profit ကဘယ်လောက်ရှိလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ဒီမှာတွက်ပြပေးထားတာပေါ့နော်ကျွန်တော်ဒီမှာ show high ကိုနှိပ်ပြီးတော့ကိုကြည့်ချင်တဲ့လတစ်လကိုကျွန်တော်ကဒီမှာ filter လုပ်လိုက်ပေါ့နော်ရက်ကတော့ကိုကြိုက်တဲ့လောက် filter လုပ်လို့ရတယ်ဘယ်နှစ်ရက်ဖြစ်ဖြစ်ပေါ့နော်တစ်ပတ်စာဆိုလဲတစ်ပတ်စာပြီးရင်ကျွန်တော် submit နှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့ကဒီမှာengine wise ဆိုတဲ့ category ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့အဝင်ကဒီလောက်ရှိတယ်tax တွေ discount တွေကျွန်တော်တို့မရှိဘူးအဲ့တော့ grand total ကဒီလောက်ဒီ2,300,000ပေါ်မှာကျွန်တော်တို့ရဲ့ဒီ cost of goods sold ကကြတော့1,85,000ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ engine wise ဆိုတဲ့ group ကနေပြီးတော့ကျွန်တော်တို့က4,500ပေါ့နော်ဒါကကြတော့ကျွန်တော်တို့ gross profit ပေါ့ပြောမယ်ဆိုရင်တော့ဒါအကြမ်းမြတ်ပေါ့နော်လုပ်ငန်းအတွက်အကြမ်းမြတ်ဘယ်လောက်ရှိလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကဒီ sale category report မှာဒီပုံမှန်မြင်နေရတဲ့ဟာအပြင်ဒီ cost of goods sold ပါကြည့်လို့ရအောင်ပေါ့နော်ဒါလေးထပ်တိုးပေးထားတာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ inventory report ပေါ့နော် inventory report မှာကျွန်တော်ပုံမှန်ကတော့ကျွန်တော်တို့ဒီ stock လက်ကျန်တွေကိုပြပေးတယ်သူရဲ့ကျွန်တော်တို့ဒီ inventory ထဲမှာရှိနေတဲ့ပစ္စည်းတွေရဲ့တန်ဖိုးဘယ်လောက်ရှိလဲပေါ့နော်အဲ့ဟာအပြင်ကျွန်တော်အခုတစ်ခေါက်ကဘာလုပ်ပေးထားလဲဆိုတော့ total ဒီ cost ကိုကြည့်လို့ရတဲ့အပြင်ကျွန်တော်တို့ဒီပစ္စည်းကိုပြန်ရောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်price ပြန်ရမယ်ဆိုတဲ့ဟာလေးကိုပေါ့နော်ပြန်တွက်ပြပေးထားတယ်ပေါ့အဲ့ဒါအပြင်ကျွန်တော်ဘာထပ်ခွဲထားပေးလဲဆိုတော့ကျွန်တော် consign လာထားတဲ့လုပ်ငန်းတွေရှိတယ်ဆိုတော့ပေါ့နော်ဥပမာကိုယ့်လုပ်ငန်း consignment တွေဘာတွေလက်ခံပြီးတော့ပစ္စည်းတွေတင်ထားတယ်ဆိုရင်တော့ကျွန်တော်က consign product တွေကကျွန်တော် inventory ထဲမှာလာရောနေမှာမျိုးဟာမျိုးမရှိအောင်ပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျွန်တော် consign product တွေကဘယ်လောက်ရှိလဲဆိုတာသိချင်ကျွန်တော် show high ကိုနှိပ်ပြီးကျွန်တော် is consignment ဆိုတဲ့ကောင်လေးကိုအမှန်လေးချစ်လိုက်ပေါ့နော်ချစ်ပြီးပြီဆိုရင်ကျွန်တော် submit ကိုနှိပ်လိုက်ဒါဆိုရင်တော့ဒါ consign လာထားတဲ့ product တွေပေါ့နော်ဒီ consign ထားတဲ့ product တွေကိုကျွန်တော်တည်တံ့ကြည့်လို့ရမယ်နောက် consign product မဟုတ်ဘူးဆိုရင်တော့ကျွန်တော် consign product ကိုအမှန်တည်းဖြောက်လိုက်ဒါဆိုရင် consignment မဟုတ်တဲ့ product တွေကကျွန်တော်ဘယ်လောက်ရှိလဲပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိကိုယ့်ရဲ့ inventory ထဲမှာstock ဘယ်လောက်ကျန်နေသေးလဲပြီးရင်သူ့ရဲ့တန်ဖိုးကဘယ်လောက်ရှိလဲကျွန်တော်ဒါတွေပြန်ရောင်းလိုက်လို့ရှိရင်ဘယ်လောက်ငွေပြန်ပေါ်လဲပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့ကြည့်လို့ရအောင် inventory report မှာဒါပြင်ဆင်ပေးထားတဲ့ဟာလေးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ pro ကားမှာဒီလုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီမဲ့ဒီအချက်လေးပေါ့နော်ဒီ reporting နဲ့ပတ်သက်ပြီးဒီ reporting 3ခုကိုကျွန်တော်ဒီပြင်ဆင်ပေးထားတဲ့ဟာလေးတွေကိုဒါကျွန်တော်ရှင်းပြပေးတာပါဗျpro ကားကိုသုံးနေတဲ့ဒီလုပ်ငန်းရှင်တွေအကုန်လုံးလည်းဒီထပ်တိုးပေးထားတဲ့ feature လေးတွေကအသုံးတဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရဲပါဗျ